ဝယ်မှာစပါစတေဒီယမ်ဒါဒီညလီဗာပူးနဲ့စပါနဲ့ပွဲရှိတဲ့အချိန်မှာစပါစတေဒီယမ်လာရောက်ပြီးတော့ပို့ဆောင်ပေးတာဖြစ်ပါတယ်ဘောလုံးပွဲတော့ကြည့်လို့မရဘူးဗောလေဒါပေမဲ့ပရီးမီးယားလိလီဗာပူးနဲ့စပါကန်မဲ့ညမှာစပါကွင်းကိုလာရောက်ပြီးတော့အဲ့မှာလာပြီးလီဗာပူးနဲ့စပါဝယ်ဒီမှာပြည်သက်တယ်ဒီမှာနီးနေပြီ9နာရီကျွဲဆိုတော့အခုဆို9နာရီထိုးပြီးမှသွားရလာကြတယ်အများကြီးပဲဒါငါဒီကလူတွေပဲရိုက်မှာကွာဒီမှာအများကြီးကွင်းထဲမှာလာရောက်ပြီးတော့ဒီမှာတစ်ဖက်စီးမြပဲတစ်ချက်မှကြည့်နေကြခရစ်စမတ်တစ်ပင်လေးတွေနဲ့စပါနဲ့လီဗာပူးနဲ့ပွဲဒါရောက်ပြီးအားပေးနေကြပြည်သက်အားကြတယ်စပါစတေဒီယမ်လီဗာပူးနဲ့တော့ဒီနော်စပါဘောရောအဲ့ဒီဆောင်ရပြီစပါစတေဒီယမ်နော်ပေါ်နေလာပြီဆိုတော့လာပါပြီခင်ဗျာအဲ့မှာလီဗာပူးနဲ့တော့နေဟော့စပါအကြိုင်းနှာနေကစားတော့ဘူးဒီလိုလေပြိတ္တတွေဟိုဘက်ဘယ်ဘက်ညာပဲကြည့်လိုက်ဟိုလိုပြိတ္တလာနေရတယ်ခင်ဗျာခရစ်စမတ်ကာလာဆိုတော့ခရစ်စမတ်မီးအောင်လေးတွေလာနေတယ်မတန်းတင်နေတော့လိုက်ပို့တယ်အားလုံးမတန်းတင်နေတယ်ဘုံလေးပြီးမှ